Welcome back to my fashion class day 3 body type အလွယ်ကူဆုံးခွဲတဲ့နည်းအမီကိုဒီလိုမျိုးမိခွန်းနေအများကြီးမိထားကြတယ်တော်တော်များများ body type ခွဲတဲ့အချိန်မှာအခက်အခဲဖြစ်နေတယ်လို့ထင်တဲ့အတွက်ကြောင့်မို့လို့အမီကအခု body type ကိုအလွယ်ကူဆုံးခွဲတဲ့နည်းလမ်းလေးကိုပြန်ပြီးတော့ပြောပြချင်ပါတယ်ဒါဆိုလို့ရှိရင် body type ခွဲကြမယ်ပထမဦးဆုံးခန္ဓာကိုယ်ကိုမြင်သာစေတဲ့ body fit clothes body suit လိုမျိုးအရင်ဆုံးဝတ်စင်မှာပြီးလို့ရှိရင်မှန်တချက်ယူပါဒါမှမဟုတ်လို့ရှိရင်လည်းကိုယ့်ရဲ့မိသားစုတငယ်ချင်းကိုအကူအညီတောင်းပြီးတော့လည်းကြည်ခိုင်းလို့ရပါတယ်မှန်ရှင်းမှာရက်ပါကိုယ့်ရဲ့အကျယ်ဆုံးအစိတ်ပိုင်းကိုရှာပါကိုယ့်ရဲ့အကျယ်ဆုံးအပိုင်းကိုကြည့်ပြီးပြီဆိုလို့ရှိရင်တော့အခြေခံ body type 5မျိုးကိုခွဲကြည့်ပါမယ်ပခုံးကအကျယ်ဆုံးဆိုလို့ရှိရင်တော့ inverted triangle ကိုယ့်ရဲ့အလဲပိုင်း area ကအကျယ်ဆုံးဆိုလို့ရှိရင် upper ကိုယ့်ရဲ့ပခုံးနဲ့တင်နဲ့ကအချိုးတူတဲ့ခါးလေးကလုံးဝတိတိတတ်တာတဲနာရီပုံစံမျိုးလေးသေးတွေ့နေတယ်ဆိုလို့ရှိရင်တော့ hourglass ကိုယ့်ရဲ့ပခုံးရင်ခါးတင်ကဘယ်နာမှဒီကိုယ်ဝိုက်နေတဲ့ဟာမျိုးမရှိဘဲနဲ့တစ်ဖြောင်းနဲ့ဖြစ်နေတယ်ဆိုလို့ရှိရင်တော့ rectangle ကိုယ့်ရဲ့ bite တင်နဲ့ပေါင်နေကအကျယ်ဆုံးဖြစ်နေတယ်ဆိုလို့ရှိရင်ဒါက pear shape ဖြစ်ပါတယ်ဒါဆိုရင်ကိုယ့်ရဲ့အကျယ်ဆုံးအပိုင်းနဲ့ကိုယ့်ရဲ့ body type ကပါလေဆိုတော့ဒါလေးကိုပထမဦးဆုံးအရင်သိထားပေးပါဒီနေရာလေးမှာနောက်ထပ်ပြီးသိထားရမယ့်အရာလေးရှိပါတယ်အဲ့ဒါကတော့အီမီလိုမျိုးပေါ့နော်အီမီကပခုံးကကျဲတယ်ဒါပေမဲ့ခါးကတိတိတတ်တာလေးသေးတွေ့ပြီးတော့ရင်းနဲ့တင်အချိုးကညီပြီးတော့ခါးလေးကတိတိတတ်တာသေးတွေ့နေတယ်ဆိုတော့ဒီအောက်ပိုင်းက hourglass body လို့ဖြစ်နေတယ်အပေါ်ပိုင်းကပခုံးကျနေတယ်ဒါဆိုလို့ရှိရင်ရောဘယ် body type ထဲမှာပါမှာလဲဆိုတော့အများကြီးမစင်စားပါနဲ့အီမီတို့တွေက inverted triangle ရော hourglass ရောနှစ်မျိုးလုံးပိုင်ဆိုင်တဲ့ body type မျိုးစားဖြစ်နေပါတယ်တော်တော်များများအခုနောက်ပိုင်းမှာ body type နှစ်မျိုးရောဆက်ပြီးတော့ဖြစ်နေတဲ့ body type တွေကပို့ပြီးတော့များပါတယ်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ body type ကိုအလွယ်ကူဆုံးသိပါမယ်လို့အီမီမျှော်လင့်ပါတယ် fashion styling နဲ့ပတ်သက်ပြီးတော့သိချင်တဲ့အရာလေးတွေရှိရဆိုလို့ရှိရင်လည်းအီမီကိုမေးခဲ့လို့ရပါတယ်အီမီဗီဒီယိုလေးတွေလုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့နောက်ထပ် fashion class တွေမှာပြန်ပြီးတော့တွေ့မယ် bye